တောင်ပေါ်ကတရေ6တဲ့အိမ်မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့တောင်ပေါ်ဒေသတစ်ခုကစာအုပ်တွေထဲမှာတော့မရှိတဲ့ထူးဆန်းကြောင်းမဖွယ်ရာရာဖရိုလို့ခေါ်တဲ့အိမ်ကြီးတအိမ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဇလန်းလေးကတော့တောင်တန်းကြီးတွေကာရန်ထားတဲ့လှပပြီးအေးချမ်းလာတဲ့တောင်ပေါ်လမ်းမကြီးတစ်ခုကနေစတင်ထားပါတယ်နေဝင်ချိန်ရောက်ခါနီးဖြစ်လို့တောင်တန်းတွေကြားတဲ့နေလုံးကြီးဝင်ရောက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်ဆပြူလာပါပြီဘူဒါယုံကနေဆင်းလာပြီးတာနဲ့ကျွန်တော်ဝမ်းကွဲအကူဝစ်ကရန်ဗစ်ကရမ်ရဲနှစ်ယောက်သားကားတစ်စီးငှားပြီးခီးဆက်လာခဲ့ကြပါတယ်ဝစ်ကရန်ကကျွန်တော်ထက်9နှစ်လောက်ကြီးပြီးငငယ်ကလေးကကျွန်တော်တို့နှစ်ယောက်ကအရန်ခင်တဲ့ညီကိုတွေပါဝစ်ကရန်ကတာမန်လူမဟုတ်ပါဘူးသူကတဘာဝလွန်ဖြစ်ရက်တွေတရေတစီတွေနဲ့ပတ်သက်တဲ့လှုပ်ဝက်သေးဖို့အကြောင်းအရာတွေကိုအရန်စိတ်ဝင်စားသူပါသူဘလောက်ထိစိတ်ဝင်စားလဲဆိုရင်ကောင်းမွန်တဲ့ကောလိပ်အလုပ်ကိုင်ကိုစွန့်လွတ်ပြီးအိန္ဒိယနိုင်ငံအနှံ့ကထူးဆန်းတဲ့နေရာတွေကိုလိုက်ရှာဖွေဖို့ဆုံးဖြတ်ခဲ့သူပါဒီကိစ္စကြောင့်သူ့အမေကျွန်တော်တော်လေးဆိုရင်ငိုပြီးတားခဲ့ရပါသေးတယ်ဒါပေမဲ့ကျွန်တော်ကလည်းဒီလိုရှုဝက်ဆန်းကြတာတွေကိုစိတ်ဝင်စားသူဆိုတော့သူ့နောက်ကိုလိုက်လာခဲ့တာပေါ့ကားပေါ်မှာလိုက်ပါလာရင်ဝစ်ကရန်ကငိုင်းနေတာကိုတွေ့တော့ကျွန်တော်ကမေးလိုက်တယ်အကိုဘာရီဒီလောက်စဉ်းစားနေတာလဲလို့ပေါ့ပြီးတော့ကျွန်တော်ကဆက်မေးတယ်ဒါနဲ့ကျွန်တော်တို့အခုသွားနေတာဘာလို့ဖို့လဲအကိုကျွန်တော်ကိုတေချာလဲမပြောပြဘူးလားဆိုပြီးမေးလိုက်ပါတယ်ဒီတော့မှဝစ်ကရန်ကလေးနဲ့တဲ့အတန်နဲ့ပြောပြပါတယ်ငါတငယ်ချင်းရိုဟန်ဆိုတာရှိတယ်ကွသူကတယောက်တည်းခီးသွားရတာကြိုက်တဲ့ကောင်ပေါ့လွန်ခဲ့တဲ့လအနည်းငယ်ကသူဒီထဲရှိတိုင်စစ်ဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်ဟိုတယ်ရှာမရလို့အခုငါတို့သွားမယ်ဒါဖိုဒယ်ဒါဖိုလဲဆိုတဲ့အိမ်မှာတဲခဲ့ရတယ်အဲ့ဒီအိမ်ကပြန်ရောက်လာပြီးတဲ့နောက်မှာရိုဟန်ရဲ့အပြုတ်မှုတွေလုံးဝပြောင်းလဲသွားတယ်။သူဘသူနဲ့မှစကားမပြောတော့ဘူးငင်းငင်းငိုင်ငိုင်နဲ့ကြောင်တောင်ဖြစ်နေတဲ့သူ့မိသားစုပြောပြချက်အရာတော့အဲ့ဒီအိမ်မှာတခုခုကြုံခဲ့ရပုံပဲလို့ဝစ်ကရန်ကရှင်းပြပါတယ်။စကားပြောနေရင်းနဲ့ပဲကားဆရာကကျွန်တော်တို့ကိုလမ်းခုလက်တစ်ခုမှာချပေးခဲ့ပါတယ်။တက်ဖို့တော့အိမ်ရောက်ဖို့လိုပါသေးတယ်ကားဆရာကတော့အဲ့ဒီနေရာနာမကက်ရဲတယ်လို့မျိုးအမြန်မောင်းထွက်သွားပါတော့တယ်။ပတ်ဝန်းကျင်ကအိမ်တွေအလုံးတုတ်ခတ်ထားပြီးလူသူကင်းမဲ့နေတယ်။တိတ်ဆိတ်ချောက်တွေ့နေတဲ့တောင်ပေါ်လမ်းအတိုင်းကျွန်တော်တို့ရှောက်လာခဲ့ကြတယ်။နောက်ဆုံးမှာတော့ Daffodil Homestead ဆိုတဲ့အိမ်ကြီးရှိကိုရောက်လာခဲ့ပါတယ်။အိမ်ကြီးကဟောင်းနှွမ်းနေပြီးအထဲမှာဘာလှုပ်ရှားမှုမှမရှိပါဘူး။ကျွန်တော်တို့တကားကိုခောက်လိုက်တယ်။လူရှိလားဘယ်သူမှပြန်မထူးပါဘူး။ဝစ်ကရန်ကတော့ရဲကျဲကျဲနဲ့ပြောတယ်။ငါကြားတာတော့ဒီမှာခောက်ထက်ကအိမ်ဆောင်တယောက်ရှိတဲ့ပိုင်ရှင်ကတော့မနေဘူးတဲ့ဆိုပြီးပြောပါတယ်။ကျွန်တော်စိတ်ပူသွားတယ်အကိုရာဒီလောက်ဝေးတဲ့နေရာထိလာပြီးမှတဲစရာမရှိရင်ဒုက္ခပဲပြန်ဆင်းမယ်ဆိုရင်လည်း3 နာရီလောက်လမ်းလျှောက်ရမှာကားလည်းမရှိတော့ဘူးလို့ပြောနေတော့မှာပဲခုပ်ဆိုတဲ့အတန်နဲ့အတူတကားပွင့်လာပါတယ်အသက်50အရွယ်ခက်တီတီလူကြီးတယောက်ထွက်လာပါတယ်သူ့မျက်နှာကမေးခွန်းတွေနဲ့ပြည့်နေတဲ့ပုံမှာပဲသူကယာကူရာယူဆိုတဲ့အိမ်ဆောင်ပါဝစ်ကရန်ကဦးလေးကျွန်တော်တို့ဒီညလောက်တော့တဲခိုခွင့်ပေးပါဗျာတခြားဟိုတယ်တွေကလည်းပြည့်နေလို့ပါလို့တောင်းဆိုပါတယ်ဒါပေမဲ့ယာကူးကစိတ်မရှိတဲ့လေတံနဲ့တာဖတော့ပိတ်ထားတာကြပြီဒီမှာဘယ်သူမှမနေဘူးတခြားနေရာသွားရှာကြလို့မောင်းထုတ်ပါတယ်ဝစ်ကရန်ကချက်ချင်းညံစင်ပြီးဦးလေးရာကျေးဇူးပြုပြီးကူညီပါဗျာကျွန်တော်ညီ6လောက်နာသွားလို့လမ်းဆက်လျှောက်လို့မရတော့လို့ပါဆိုပြီးညာပြောလိုက်ပါတယ်ယာကူးကအိမ်ထဲကမှောင်မဲနေတဲ့နေရာတစ်ခုကိုလှမ်းကြည့်လိုက်ပြီးမှတက်ပြင်းချပြီးကဲလာကြဆိုပြီးဝင်ခွင့်ပေးလိုက်ပါတယ်ယာကူးကကျွန်တော်တို့ကိုအခန်းတစ်ခန်းဖွင့်ပေးပြီးအိတ်တွေထားခိုင်းပါတယ်သူကတိတ်စကားမပြောပါဘူးအရန်ကိုတည်ငြိမ်လို့နေပါတယ်အိမ်ထဲရောက်ပြီးတိတ်မကြခင်မှာပဲအသက်30ဝန်းကျင်လောက်ရှိမဲ့အသားဖြူပိန်ပါအမျိုးသမီးတယောက်ပေါ်လာတယ်သူမနာမည်ကယာဂျနီရတ်နိုင်ပါသူမကကျွန်တော်တို့ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးအရှင်တို့ကဘသူတွေလဲလို့မေးပါတယ်ဝစ်ကရန်ကစောကဇလန်အတိုင်းပဲပြန်ပြောပြလိုက်ရပါတယ်စကားပြောရင်သိရတာကဒီအိမ်ကိုအရင်ကသူ့အဖေဖွင့်ခဲ့တာဖြစ်ပြီးအခုတော့ပိတ်ထားတာကြာပါပြီတဲ့ယာဂျနီကရှင်တို့ဒုက္ခရောက်နေလို့သာလက်ခံလိုက်တာမနှက်ဖြန်မိုးလင်းတာနဲ့ချက်ချင်းပြန်ကြပါလို့ပြက်တသတိပေးပါတယ်နေ့လယ်စာကြွေးပြီးတာနဲ့သူမပျောက်သွားပြန်ပါတယ်အိမ်ကြီးထဲမှာနေဘက်တောင်နေအောင်ကောင်းမရပဲမှောင်မဲနေပါတယ်ခရီးပန်းလာတာနဲ့ကျွန်တော်လည်းနေ့လယ်စာစားပြီးအိပ်ပျော်သွားပါတယ်နိုးလာတော့ည8 နာရီထိုးနေပါပြီနေရန်ကရှေးဟောင်းနာရီကြီးကဒေါင်းနဲ့8 ချက်တီးပါတယ်ကျွန်တော်နဲ့ဝစ်ကရန်အခန်းပြင်ထွက်လာတော့
တအိမ်လုံးမှောင်မဲနေပါတယ်။နေရန်ကိုစမ်းပြီးမီးခလုတ်ဖွင့်လိုက်တော့အပြာရောင်မှိန်ပြမီးရောင်လေးလင်းလာပါတယ်။အဲ့ဒီမီးရောင်အောက်မှာစင်ကြံလန်းရဲ့အစုံမှာတစုံတစ်ယောက်ရက်နေတာကိုတွေးလိုက်ရပါတယ်။ရချနီဖြစ်မယ်လို့ထင်ပြီးကျွန်တော်တို့ရှောက်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီပုံရိပ်ကမလုံမရှက်ရက်နေတာပါ။စင်ကြံလန်းအစုံမှာအပေါ်ထက်ကိုတက်တဲ့တစ်သားလေကားရှိပါတယ်။ကျွန်တော်ရှေ့တိုးကြည့်လိုက်တော့ဘယ်သူမှမရှိတော့ပါဘူး။လေကားတက်ရမလားစဉ်းစားနေတော့ရုတ်တရက်ထက်ရှာတဲ့အရာတစ်ခုကကျွန်တော်ခြေထောက်ကိုဖျက်တိုက်သွားသလိုခံစားလိုက်ရတယ်။ကျွန်တော်အော်လိုက်မိတယ်။ဝိကရန်အပြေးရောက်လာပြီးဖုံးမီးနဲ့ထိုးကြည့်လိုက်တော့ခြေထောက်မှာကုတ်ချရာတွေနဲ့သွေးဆက်တွေထွက်နေပါတယ်။ပိုကြောက်ဖို့ကောင်းတာကခြေထောက်နားမှာစပင်မွေးအဆုလိုက်ကြီးကျနေတာကိုတွေးလိုက်ရတာပါပဲ။ဝိကရန်မျက်နှာပြတ်သွားတယ်သူတိုးတိုးလေးပြောတယ်။ရိုဟန်ပြောဘူးတယ်။ဒီအိမ်မှာမြေအောက်ခန်း basement တစ်ခုရှိတယ်တဲ့အဲ့ဒါကိုငါတို့ရှာရမယ်တဲ့။ကျွန်တော်တို့စင်ကြံလန်းအတိုင်းဆက်လျှောက်သွားတော့တကယ်ပဲမြေအောက်ခန်းတကားကိုတွေးလိုက်ရပါတယ်။တကားကြားကနေအဝါရောင်မီးရောင်ဖြော်လေးထွက်နေပါတယ်။ကျွန်တော်တက်တိမွေးပြီးတကားကိုတွန်းဖွင့်လိုက်တော့အတန်မမြည်ပဲပွင့်သွားပါတယ်။အထဲမှာစီမီခွက်တစ်ခုထွန်းထားတယ်။ကျမ်းပြင်မှာဆက်ဝိုင်းပုံရေးဆွဲထားပြီးအလဲမှာတွေးကန်ပုံပါပါတယ်။တွေးကန်ရဲ့ထောက်တနေရာမှာအမဲရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ထိုင်နေပါတယ်။ကြံတဲ့ထောက်နှစ်ခုမှာကလတ်ထိုင်တွေချထားတယ်။အဲ့ဒီအချိန်မှာပဲအမှောင်ထူတဲကနေအတန်တစ်ခုထွက်လာတယ်။လာလေဝင်လာခဲ့လေမင်းတို့ကိုစောင့်နေတာတဲ့ကျွန်တော်ပြူစားခံရတယ်လို့မျိုးအထဲကိုဝင်ဖို့လုပ်တော့နောက်ကနေတယောက်ကကျွန်တော်လက်ကိုအတင်းဆွဲထားတယ်။ကြည့်လိုက်တော့ယာကူးပါ။ယာကူးမျက်နှာကအရန်ကြောက်စရာကောင်းနေတယ်။ဝိကရန်နဲ့ယာကူးနှစ်ယောက်ပေါင်းပြီးကျွန်တော်ကိုဆွဲထားပေမဲ့အထဲကစွမ်းအားကအရန်ပြင်းတယ်။ကျွန်တော်ခန္ဓာကိုယ်ရဲ့စင်တစ်ဆက်ကောင်အားဝင်လာတယ်လို့ပဲသူတို့ကိုတွန်းထုတ်ပြီးအောက်ကိုဆင်းသွားမိတယ်။အမဲရောင်ဝတ်ထားတဲ့အမျိုးသမီးရဲ့မျက်နှာကိုကြည့်ဖို့ကြိုးစားတော့မှပဲအမိုးပေါ်ကနေတစုံတစ်ခုပြုတ်ကျလာပြီးကျွန်တော်သတိမေ့သွားပါတော့တယ်။သတိပြန်ရလာတော့အခန်းတစ်ခန်းထဲမှာပါမျက်နှာချက်ကနေမီးလုံးဝါလေးတစ်လုံးတွဲလောင်းကျနေတယ်။ရချနီနဲ့ဝိကရန်ကစိုးရိမ်တကြီးကြည့်နေကြတယ်။ကျွန်တော်ကမြေအောက်ခန်းထဲမှာဘာရှိတာလဲလို့မေးလိုက်တယ်။ရချနီကတက်ပြင်းချပြီးမျက်နှာပြက်ပြက်နဲ့ရှင်းပြပါတယ်။အဲ့ဒါကြောင့်ဒီအိမ်ကိုပိတ်ထားတာဘသူကိုမှမပေးနေတာရှင်တို့မြေအောက်ခန်းထဲမှာတွေ့ခဲ့တာကကျမရဲ့အမေပါတဲ့။ရချနီဆက်ပြောပြတဲ့ဇာတ်ကြောင်းကတော့ဒီလိုပါ။သူ့အဖေကအလုပ်ကိစ္စနဲ့ဒီရွာကိုရောက်လာတော့သူ့အမေနဲ့တွေ့ပြီးချစ်ကြိုက်ခဲ့ကြတယ်။မိဘတွေသဘောမတူတဲ့ကြားကလက်ထပ်ခဲ့ကြတယ်။လက်ထပ်ပြီးမှတီးလိုက်ရတာကသူ့အမေကတာမန်မိန်းမမဟုတ်ပဲတကီယာလီတဲဂျီလာလို့ခေါ်တဲ့ဆုံးမမျိုးနွယ်ဖြစ်နေတာပါပဲ။အိမဝနာဒေတာမှာတကီယာလီဆိုရင်လူတိုင်းကြောက်ကြတယ်။သူတို့ကယောက်ျားတွေကိုဖမ်းခေါ်သွားပြီးမျိုးဆက်ပွားကြတယ်။မွေးလာတဲ့ကလေးတွေကလူနဲ့တူပေမဲ့လူမဟုတ်ကြဘူး။သူတို့ကလူတွေရဲ့အသက်ဆွမ်းရင်ကိုစုပ်ယူပြီးနှစ်ပေါင်းများစွာအသက်ရှည်ကြသူတွေပါ။အရင်တုန်းကရွာသားတွေကစုံမဆိုရင်မီးရှို့တတ်ကြတယ်။ရချနီအဖေကသူ့မိန်းမကိုချစ်လွန်းလို့ရွာသားတွေမသိအောင်ဒီလူပြတ်တဲ့နေရာမှာအိမ်ဝယ်ပြီးမြေအောက်ခန်းထဲမှာဝတ်ထားခဲ့တာပါ။အဖေကအိမ်ကို homestay ဖွင့်ပြီးစီးပွားရေးလုပ်တယ်။ဒါပေမဲ့ဧည့်သည်ယောက်ျားလေးတွေလာတဲ့အတိုင်းအမေကတနင်းနဲ့မြှခေါ်ပြီးတက်ဖြတ်လေးရှိတယ်။နောက်ဆုံးမှာအဖေကတီးမခံနိုင်တော့ပဲသူ့မိန်းမရဲ့ပူဝါနဲ့ပန်ကာမှာကျိုးဆွဲချတည်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းအမေလည်းပျောက်သွားခဲ့တယ်။ဒါပေမဲ့မြေအောက်ခန်းထဲမှာအမေကိုမြင်နေဆိုပြီးလူတွေပြောကြတယ်။ဒါကြောင့်အိမ်ကိုပိတ်ထားခဲ့ရတာပါတဲ့။ဒီဇလန်းကြပြီးတော့ကျွန်တော်တို့အရန်လန့်သွားကြတယ်။ဝိကရန်ကတော့အခန်းထောင်တွေမှာစားရီလိုက်ကျဲနေတယ်။တကီယာလီတွေကဒီအိမ်ထဲမှာရှိနေတော့မယ်။ဒီညတော့ဘလို့မှမအိပ်ပဲမိုးလင်းတာနဲ့ပြေးကြမယ်ခလို့သူကပြောပါတယ်။ညကတဖြည်းဖြည်းနက်လာပါပြီးတကားကိုတယောက်ယောက်ကလာခောက်လိုက်ပြန်သွားလိုက်လုပ်နေတယ်။ကျွန်တော်စိတ်မရှိတော့တာနဲ့တကားကိုဖွင့်လိုက်တော့အခန်းထောင်မှာရချနီရက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ခါရချနီကမူလကနဲ့မတူတော့ပါဘူး။မျက်လုံးတွေကအစိမ်းရောင်တောက်နေတယ်။သွားမရှိတဲ့သွားဖုံးနီနီကြီးတွေပေါ်တဲ့အထိပြုံးပြီးနေပြီးရေမောနေပါတယ်။သူမကတော့ငါစီလာခဲ့ဆိုပြီးခေါ်နေပါတယ်။ကျွန်တော်ကြောက်လွန်းလို့ဝိကရန်လက်ကိုဆွဲပြီးအခန်းထဲကနေပြေးထွက်ဖို့လုပ်တယ်။ရချနီရဲ့ခန္ဓာကိုယ်ကြီးကလေထဲမှာဝဲပြီးကျွန်တော်တို့စီတိုးလာနေပါတယ်။ကျွန်တော်တို့ကြောက်လန့်တကြားနဲ့တခြားအခန်းတစ်ခန်းထဲဝင်ပြေးပြီးတကားပိတ်လိုက်ကြတယ်။အခန်းထဲမှာအိမ်ဆောင်ကြီးယာကူးကိုတွေးလိုက်ရတဲ့သူကကြောက်လွန်းလို့တုန်နေပါတယ်
ရာကူးကမင်းတို့တွေသူ့ကိုတွားတွေးလိုက်လို့သူပြန်နိုးထလာပြီပြေးကြအခုချက်ချင်းပြေးကြလို့အော်ပြောပါတယ်ကျွန်တော်ကဒါရချနီလေးပြလို့ပြောတော့ရာကူးကမဟုတ်ဘူးရချနီကသူ့အမေဆုံးမရဲ့သွေးသားသူကိုယ်တိုင်ကတကီယာလီပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပိတ်ထားတဲ့အခန်းထဲကိုရချနီရုတ်တရက်ရောက်လာပြန်ပါတယ်ဘယ်ကဝင်လာလဲမသိပါဘူးဒီတခါရချနီကပုံမှန်ရုပ်ပါပဲသူမကအရှင်တို့မြင်နေတာတွေကအမေဖန်တီးထားတဲ့မာယာတွေကျမနောက်လိုက်ခဲ့ကြဆိုပြီးခေါ်ပါတယ်ကျွန်တော်တို့လည်းဘသူ့ကိုယုံရမှန်းမသိပဲရချနီနောက်ကိုလိုက်ပြေးကြတယ်အနောက်ကနေအစိမ်းရောင်အလင်းတန်းကြီးကလိုက်လာပါတယ်ရာကူးရဲ့အတန်ကိုကြားလိုက်ရပြန်တယ်နောက်ကိုလှည့်မကြည့်နဲ့လှည့်ကြည့်ရင်သူမင်းတို့ကိုဖမ်းဆလိုက်မယ်ရှေ့ကိုပဲပြေးတဲ့မိုးကြိုးပြစ်တန်အကျယ်ကြီးကြားလိုက်ရပြီးတဲ့နောက်မှာတော့ကျွန်တော်တို့အိမ်ပြင်ဘက်ကိုရောက်နေပါပြီမိုးလေးစပြုတ်နေပါပြီရချနီကကျွန်တော်တို့ကိုလမ်းမကြီးထိလိုက်ပို့ပေးပါတယ်ကျွန်တော်ကအမောဖြေရင်ကျေးဇူးပါပဲဗျာခမည်းနဲ့ဦးလေးကြီးရာကူးတာမရှိရင်ကျွန်တော်တို့တည်ပြီလို့ပြောလိုက်တယ်ရချနီကအံ့ဩသွားပြီးဘဲကရာကူးလဲလို့မေးပါတယ်ဟိုအိမ်ဆောင်ဦးလေးကြီးလေးလို့ကျွန်တော်ကပြောတော့ရချနီကတက်ပြင်းချပြီးပြောလိုက်တဲ့စကားကကျွန်တော်တို့ရင်ကိုအေးခဲသွားစေပါတယ်ရာကူးနာရှာမှာရိုက်ဟလက်ရှာမှာဆိုတာကျမရဲ့အဖေပါသူဆုံးသွားတာလွန်ခဲ့တဲ့နှစ်ဆက်ကတည်းကပါတဲ့ကျွန်တော်တို့ကြက်သီးတွေထသွားကြတယ်ဒါဆိုရင်ကျွန်တော်တို့ကိုအစကတည်းကတားခဲ့တာမြေအောက်ခန်းထဲမဝင်အောင်ဆွဲထားတာထွက်ပြေးဖို့လမ်းပြပေးခဲ့တာတွေအားလုံးကရချနီအဖေရဲ့ဝိညာဉ်ပေါ့သူကသူ့မိန်းမနဲ့သမီးစီကနေဧည့်သည်တွေကိုကယ်တင်နေခဲ့တာဖြစ်မယ်မနက်ခင်းနေအောင်ကြီးကျလာတာနဲ့ကျွန်တော်တို့တောင်အောက်ကိုအမြန်ဆုံးဆင်းပြေးခဲ့ကြပါတော့တယ်နောက်မှာကြံခဲ့တဲ့ဒါဖော်အိမ်ကြီးကတော့တောင်တန်းတွေကြားမှာလှုပ်ဝက်ချက်ပေါင်းများစွာနဲ့ငြိမ်သက်ကြံရစ်ခဲ့ပါတော့တယ်